မပြီးဆုံးတဲ့အရာဆိုတာဘာလဲကြောက်ကိုပြန်နေမင်းပြင်လို့မရတဲ့အရာဆိုတာဘာလဲပြင်လို့မရတဲ့ဆရာဆိုတာခုပြင်အဲ့ဒါမားတယ်ပြင်လို့မရတာမင်းတို့ဗမာလူမျိုးရဲ့စိတ်ဓာတ်မင်းတို့ငါစကားစုရဲ့အထိပ်ပဲကိုမင်းမင်းမှန်ဖြေနေတဲ့ကောင်ငါ့ကိုရိုက်မှားရင်မင်းတို့ငါရိုက်ကြိုက်ပြီဗျာပေးရတယ်နော်ပေးရတယ်အဲ့ဒါဆိုကျဲတို့တော့ဆက်စုတယ်ဆိုတဲ့အတိတ်ပဲရပါလေဆက်စုတယ်ဆိုတာကိုအကြောင်းမို့နဲ့ဟိုဆက်ဒီဆက်နေရတာကပါတဲ့စီလိုကောင်မျိုးကိုပြောတာမှားတယ်ဆက်စုတယ်ဆိုတဲ့အစ်စ်ဟာငရုတ်သိပွဲယုံလို့ခေါ်တယ်ဟဲ့ကောင်ယုံလေဘာလဲမျိုးချစ်စိတ်ဆိုတာဘာလဲနိုင်ငံနဲ့လူမျိုးအတွက်ကိုယ်အကျိုးမဖတ်တဲ့လူကိုပြောတာမှားတယ်မျိုးချစ်စိတ်ဆိုတာကိုယ်အမျိုးကိုပဲကိုချစ်တဲ့လူကိုပြောတာမဲသားပါဒီမှာမဲသားပါဟဲ့ကောင်စီဘာလို့စီကားတယ်ဆိုတဲ့အတိတ်ပဲဘာလဲစီကားတယ်ဆိုတာအခုလိုကျင်းပတဲ့မိုးရလူရှင်တော်2012ကစီကားတယ်လို့ပြောမားတယ်စီကားတယ်ဆိုတာအခုခေတ်လမ်းပေါ်မှာကားတယ်စီးနေတာကိုပြောတာကားကြက်နေတာမေ့တယ်ကြောင်ပေးသားမမဲပြီမယောပေးသားမစံလင်းမင်းလူရိုးလူကောင်းဟာဘယ်မှာရှိလဲပြောလူရိုးလူကောင်းဆိုတာဖះเจ้าကံတရားစခန်းနဲ့ဌာနဆိုင်ရာတွေမှာပဲရှိမားတယ်တင်ញိုင်းကောင်းမှာပဲရှိတော့တယ်ကြောက်ပြန်တယ်မင်းပြေပါလားအဲ့တော့မင်းကမင်းပဲစီကန်းဆိုတဲ့စကားရဲ့အဖြေကိုပြောစီကန်းဆိုတာဆက်လက်မတော့နဲ့ဆိုတဲ့နေရာမှာမတော့ဘူးကိုမစားနဲ့ဆိုတဲ့နေရာမှာကိုလည်းမထွေးဘူးအဲ့ဒါစီမားတယ်စီကန်းဆိုတာမင်းတို့မမားတယ်စီရှိစီမရှိမျိုးကမ်းမယ်လို့ပြောတာမင်းမင်းငါဘာမေးရမလဲပြောကျွန်တော်ကလေးကလားမင်းငါမေးမယ်မင်းငါ့ကိုတင်းတင်းလေးမထင်နဲ့နော်မင်းကလေးကလားဆိုတဲ့စကားလဲဆိုတာငါ့ကိုပြောလွယ်လေခမည်းလို့အသက်အရွယ်နဲ့မများကျွန်တော်တို့၄ယောက်ချားမှာကလေးကလားပြောနေတာပြောတာမှားတယ်ကလေးကလားဆိုတာရခိုင်ကလားတွေကလေးဘက်ကနေထွက်တော့မယ်လို့ပြောတာကြောက်ကိုမေးမဲမတော့လောကမှာမျက်စိအလင်းဆုံးတရားဟာဘာလဲကြီးကနဲ့တိုင်းကနဲ့ဆိုမော်တော်ဘီကမမီဘူးမဲသားမလူဆိုတာဘာလဲလူဆိုတာအကောင်အစိုးအကြောင်းကျိုးခွဲခြားသိနိုင်တဲ့လူကိုလူလို့ခေါ်တယ်လူဆိုတာတလိုက်ဆံမဟုတ်လားကြောက်ကိုမဲတဲ့တော့ဘာလဲမပြီးဆုံးတဲ့အရာဆိုတာဘာလဲမပြီးဆုံးတဲ့အရာဆိုတာဘဝပါမားတယ်လွတ်တော်စည်းဝဲကိုမမီဘူးမင်းနောက်လိုက်ဆိုတာဘာလဲနောက်လိုက်ဆိုတာခမည်းရှေ့ကသွားတယ်ကျွန်တော်တို့၄ယောက်ကနောက်ကလိုက်တယ်အဲ့ဒါလိုက်မားတယ်နောက်လိုက်ဆိုတာဘယ်နိုင်ငံသွားသူ့လည်းမခေါ်ပဲနောက်ကနေကပ်ပါသွားတဲ့ဝင်းကြီးကတော့ပြောတာမင်းပြောင်းပြန်ဆိုတာဘာလဲပြောင်းပြန်ဆိုတာမနေ့ပိုင်းလုံးမဲ့ဟာကိုညနေမှလုံးတယ်ညနေလုံးမဲ့ဟာကိုမနေ့လုံးတာအဲ့ဒါကိုပြောင်းပြန်လို့မားတယ်ပြောင်းပြန်ဆိုတာယူနီဖောင်းပြန်ပြောင်းပြီးဝေထားတာကိုပြောတာမပြီးဆုံးတဲ့အရာဆိုတာဘာ